တာလေးနဲ့ပိုက်ကရောက်ခဲ့မှုတဲ့မြို့တွေမှာရန်ကုန်သားလေးကျွန်တော်ပါလေးမြန်ကြီးစီလို့လားဂီတာလေးနဲ့လိုက်ခဲ့တာကံကောမြို့ရဲ့တနေရာဂီတာတီးတဲ့ကောင်းလေးတောင်ပေါ်မြေကထွန်းလို့လားနေရာနာရောက်ခဲ့တာရေချိုးစရဲ့တနေရာထိုင်ကနေလို့နေပြန်တာအော်တိုဆောက်ကလေးပြလာပူလာပြီးလို့ရေရတာစကားပြောတော့ဝဝဲပါဒီလာကတဲ့ကောင်းမလေးမန္တလာမြေလဲရောက်လို့လားမရောက်ဘူးလို့ရှောက်ကြည့်တာဒီလဲကတော့မသက်သာဖျားကြီးကအပြန်မဒီတခါတော့စိတ်ချုံမပစ္စည်းများမြည်ကြည့်တာလေဟာပြင်းတဲ့စိတ်ကြည့်တာဝယ်ပဲနောက်တစ်ခေါက်ပြန်ပြေးထလမမီကမန္တလေးကပြန်မဘုံတစ်ခေါက်ဝင်လေတာဒီခေတ်စီတဲ့ရောက်လို့ပါအရင်များနဲ့တွေ့ရတာမင်းမလားကျလို့ခေါ်မယ်ကွာသူတို့မျိုးက